မင်္ဂလာပါဒီနေ့ကတော့မြန်မာစားစာကြိုက်တဲ့တစ်သေးကိုကုန်းမောင်ကျော်ကြော်ကျွေးဖြစ်တဲ့ဗီဒီယိုလေးပါပထမဆုံးအသီးရွက်လေးကိုလှီးထားပြီးတော့ရေဆေးပြီးတော့ရေလေးစစ်ထားပေးပါမယ်အနေတော့တုံးထားတဲ့အသားလေးတွေကိုစားချုံမုံကျုပ်ခလောက်ထားလေနင်းငယ်ထည့်ပြီးတော့ကော်မှုန့်ထည့်မယ်ပြီးရင်တော့မှွေမယ်ပေါ့နော်ပြီးအဲ့မှာနည်းနည်းခြောက်နေတယ်ဆိုရင်ရေလေးနည်းနည်းထည့်ကော်မုန့်လွင်ကော်မုန့်လေးနည်းနည်းထည့်ပြီးမှွေပေးပါမယ်ဒီနေတာဆိုရင်တော့ရပါပြီပြီးရင်တော့စီထည့်မယ်စီနေတော့ပူလာပြီဆိုရင်တော့အသားလေးထည့်အသားတွေမကတ်သွားအောင်လို့ကျွန်တော်ဇွန်းလေးနဲ့နည်းနည်းဖွာပေးမယ်ပေါ့နော်ပြီးရင်တော့အသားလေးအရောင်နည်းနည်းတန်းလာပြီဆိုရင်မီးလေးနည်းနည်းလျှော့လိုက်မယ်အသားလေးချွေအောင်တန်းလိုက်ဆိုရင်တော့ခုနကဆေးထားတဲ့တီးရွက်လေးတွေထည့်ပြီးရင်ခဏပဲထည့်ပြီးတော့စီလေးစစ်ထားပေးပါမယ်စီပူလာရင်တော့ချင်းချက်တွေထောင်းထားလေးထည့်မယ်ပြီးရင်ခုနကြော်ထားတဲ့အသားလေးကိုထည့်မယ်ခယူးစီထည့်မယ်နံပြားကြီးနည်းနည်းပဲထည့်မယ်ပြီးဟင်းချက်ဝိုင်ထည့်မယ်ပြီးရင်ရုပ်ကောင်းမှန်လေးထည့်ပြီးတော့ဒီပြင်းပြင်းလေးနဲ့အနံလေးမှုေးလာတဲ့ဒီပြချကြော်ပေးပါမယ်နံလေးမှုေးလာရင်ဆိုရင်တော့ရပါပြီဒါကတော့ကျွန်တော်တတိကိုရီးယားဘာရှင်ကိုဝါဖြစ်ပါတယ်哇！哇！